အဲ့ဒီမဲ့တာလုခင်ကောင်းမှာဆိုပြီးဘဝမှာနောင်တအရားခဲ့ဘူးတဲ့အခိုက်ရတန့်လေးတွေလူတိုင်းမှာရှိကြမှာပါဒီလိုနောင်တလေးထပ်မချေအောင်လဲပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာလက်ဆင့်ကမ်းလာတဲ့အဖိုးတန်အိတ်တွေခေါ်လေးတစ်ခုရှိတယ်အဲ့ဒါဟာပါလေဆိုတော့အခွင့်အရေးကိုလက်လွတ်မခံမဲစုပ်ကင်ထားဖို့ပါပဲ ချိလိုက်ရင်တော့ရိုးရိုးလေးပဲနော်ဒါပေမဲ့အရန်ကိုအထိပဲလေးနဲ့တယ်စဉ်းစားကြည့်လေအခွင့်အရေးဆိုတာကအဲ့ကျတယောက်လိုပဲတကားလာခောက်ကျဲပြီးတော့ခဏပဲနေမှာဟုတ်တယ်မလားသူကအကြကြီးထိုင်ဆောင်နေမှာမဟုတ်ဘူးဆိုတော့အခွင့်အရေးဆိုတာခဏလေးပဲနောက်တစ်ခါဒီလိုအခွင့်အရေးမျိုးဒီပုံစံအတိုင်းပြန်လာမယ်လို့ဘယ်သူမှအာမမခံနိုင်ဘူးဆိုတဲ့အချက်ကိုအမြဲတမ်းပေးနေတယ်လို့ပါပဲ ဟုတ်တယ်ကျွန်တော်တို့အားလုံးနေပါဒီလိုခြေအနေမျိုးကြုံဖူးကြမှာပါဥပမာအလို့တစ်အခွင့်အလမ်းတစ်ခုရောက်လာတယ်ဒါမှမဟုတ်ကိုယ်ပိုင်စီးပွားရေးစဖို့ idea ကောင်းကောင်းတစ်ခုရလာတယ်အဲ့ဒီလိုအခွင့်အရေးတကားလာခောက်တဲ့အချိန်မှာခေါင်းထဲမှာတွေးတွေကဝင်လာရောငါအစင်တင်မထည့်သေးပါဘူးခဏလောက်စောင့်ကြည့်လိုက်ဦးမယ်ဆိုပြီးတော့လေအဲ့လိုချီတုံတဲ့နေတော့မှာပဲအဖိုးတန်နဲ့အခွင့်အရေးတွေကလက်လွတ်သွားရောတကယ်နှမျောဖို့ကောင်းပါတယ် ဒီစကားပုံရဲ့အဓိကကောချက်ကဘာလဲတီလားအချိန်ပဲဟုတ်တယ်အချိန်မှာအခွင့်အရေးတိုက်ကကိုလိုချင်တဲ့အချိန်ပြန်ပေါ်လာတာမျိုးမှမဟုတ်တာတချို့အခွင့်အရေးတွေကလေတိကျတဲ့အချိန်ကားလာတစ်ခုနဲ့ချိတ်ထားတယ်လို့ပဲအဲ့ဒီအချိန်ကိုများကြော်သွားပြီဆိုရင်အချိန်တွေကပြောင်းသွားပြီအဲ့ဒီအခွင့်အရေးမျိုးပြန်မရနိုင်တော့ဘူးဆိုလိုတာကထာဝရဆုံးရှုံးသွားတာနဲ့အတူတူပဲ ဒေတာဘောတရားကိုပိုးပြီးမြင်သာသွားအောင်ဥမာလေးတစ်ခုပြောပြမယ်ရှေ့ခေတ်ကဈေးတစ်ခုကိုစိတ်ကူးထဲမှာတွားကြည့်လိုက်ရအောင်အဲ့ဒီဈေးထဲမှာရှာရှာပါပပစ္စည်းကောင်းလေးတစ်ခုရောက်လာတယ်လူတိုင်းကလည်းလူချင်းနေကြတယ်အဲ့မှာတယောက်ကဝယ်ရမလားမဝယ်ရဘူးလားလို့ချီတုံရှိနေတော့နောက်တယောက်ကဖြတ်ပြီးဝယ်သွားရောအဲ့ဒီမှာဘာဖြစ်သွားလဲလက်လွတ်သွားတာကပစ္စည်းတစ်ခုတည်းမဟုတ်ဘူးအဲ့ဒီပစ္စည်းကိုပိုင်းဆိုင်ခွင့်ရမယ့်အခွင့်အရေးတစ်ခုလုံးလွတ်သွားတာဘဝဆိုတာလေအဲ့ဒီဈေးလိုပဲပေါ့ ကဲဒါဆိုဈေးထဲမှာချီတုံဆိုတာနဲ့ဘိုးဝမှာချီတုံချတာဘာကွာလဲတကယ်တော့အတ္တကရခင်ကတယောက်ကျဲပဲအဲ့ဒါကြောက်စိတ်မအောင်မြင်မှာကြောက်တယ်အပြောင်းလဲမို့ကြောက်တယ်ကိုမတိသေးတဲ့အရာတွေကိုရင်ဆိုင်ရမှာကြောက်တယ်အဲ့ဒီလိုကြောက်စိတ်တွေကပဲကျွန်တော်တို့တွေးဝေးစေပြီးတော့မြင်းဆွရှင်းမှတင်အခွင့်အရေးတွေကိုလက်လွတ်သွားစေတာပေါ့ ဆိုတော့အဲ့ဒီကြောက်စိတ်ကိုကြော်လွှားဖို့အကောင်ဆုံးနီးလန်းကဘာဖြစ်မလဲဟောဒီစကားလေးထဲမှာဖြေရှိတယ်ပြီးပြည့်စုံတဲ့အချိန်ဆိုတာကိုထိုင်ဆောင်မနေပဲအရင်ဆုံးစလိုက်ဖို့ပဲဟုတ်တယ်ပထမဆုံးခြေတလန်းကအရေးကြီးဆုံးပဲလေတင်ဘောတစည်းကစိတ်ကမ်းမှာပဲရက်နေရင်တော့ဘယ်တော့မှခရီးဆုံးကိုရောက်မှာမဟုတ်ဘူးလေဟုတ်တယ်မလားဒါကြောင့်စလိုက်ပါအဲ့ဒီအစားပြုမှုကပဲအောင်မြင်မှုစီသွားတဲ့လမ်းရဲ့အစဖြစ်နိုင်ပါတယ် ဒီတော့နောက်ဆုံးအနေနဲ့မြဲချင်တာလေးတစ်ခုကအခုမျက်ရှိရှိမှာရောင်းနေတဲ့အခွင့်အရေးတစ်ခုကိုတွေ့ဝေမှုလီကြောက်စိတ်ဒီကြောင်းနဲ့ပဲလက်လွတ်လိုက်တော့မှာလားဒါမှမဟုတ်ဒီရှေးလူကြီးတွေရဲ့စကားလေးကိုတတိယပြီးရေးရဲဝမ်းဝမ်းစုတ်ခိုင်းကြည့်မှာလားရွေးချယ်မှုကတော့ကိုယ့်လက်ထဲမှာပဲရှိနေတာပါပဲ